အစုံမဲ့မိုးကုတ်ဆက်ဝိုင်းမျိုးဆက်သုံးခုစာတီးတန့်मेंစီးပွားရေးအင်ပါယာတိဆောက်နေလူများစုဟာစီးပွားရေးလုပ်တဲ့အခါရှေ့လမှာဘလန့်မြတ်လဲဆိုတာကိုပဲကြည့်ကြတယ်ဒါဟာရေတူအငင် short termism ပါပဲဒါပေမဲ့ကမ္ဘာအကြီးကျယ်ဆုံးသောလုပ်ငန်းရှင်တွေဟာရှေ့နှစ်ပေါင်း30 50 100အထိကြိုမြင်ကြရတယ်ဒီဗီဒီယိုမှာမျိုးဆက်တစ်ခုလုံးကိုပြောင်းလဲပေးနိုင်မဲ့အစုံမဲ့မိုးကုတ်ဆက်ဝိုင်းစိတ်တဲ့အကြောင်းကိုကျွန်တော်ပြောပြသွားမှာပါပုံပြင်လေးတစ်ပုဒ်နဲ့စာရအောင်မြေရိုင်းကြီးတစ်ခုကိုပိုက်ဆိုင်တဲ့ညီကိုနှစ်ယောက်ရှိတယ်အကိုထီသူကချက်ချင်းရိတ်သိမ်းလို့ရမဲ့မက်တွေကိုပဲစိုက်တယ်ညီထီသူကတော့အနှစ်90ကြာမှအတီးတီးမဲ့တစ်မာပင်တွေကိုစိုက်တယ်လူတွေကညီဖြစ်သူကိုလှောင်ကြတယ်ဒါပေမဲ့အနှစ်90ကြာတဲ့အခါဘာဖြစ်သွားလဲအောင်မြင်တဲ့စီးပွားရေးဆိုတာခမားရဲ့လိုအားပေါ်မှာမူတည်နေတာမဟုတ်ပါဘူးခမားတီဆောက်ထားတဲ့စနစ်အပေါ်မှာပဲမူတည်တာပါခမားမရှိဘူးဆိုရင်ခမားရဲ့လုပ်ငန်းသားဆက်ပြီးလဲပတ်နေနိုင်သလားမလဲပတ်နိုင်ဘူးဆိုရင်ခမားမှာစီးပွားရေးမရှိသေးပါဘူးခမားမှာအလုပ်ပဲရှိပါသေးတယ်လူကိုခိုင်းစေတာဟာအုတ်ချုပ်သူပါလူတွေကိုအိမ်မက်ပေးတာကတော့ခေါင်းဆောင်ပါခမားရဲ့ဝန်ထမ်းတွေဟာခမားရဲ့ပတ်စံကြောင့်လှုပ်လှုပ်နေရတာဒါမှမဟုတ်ခမားရဲ့ vision ကြောင့်လားစစ်မှန်တဲ့ empire တစ်ခုဟာခေါင်းဆောင်မှုအမွေနှစ်အပေါ်မှာပဲတည်ဆောက်တာပါစီးပွားရေးမှာမုန်တိုင်းကတော့လာမှာပါ Warren Buffett ပြောသလိုဒီတွေကတော့ကျမှာပါအဲ့ဒီအချိန်မှာခမားရဲ့လုပ်ငန်းကကျရှုံးသွားမှာလားဒါမှမဟုတ်ပိုပြီးခိုင်မာလာမှာလား resilience ဆိုတာဘလို့တည်ဆောက်ရမလဲဆိုတဲ့လက်တွေ့နည်းလမ်းတွေကိုဒီအပိုင်းမှာဆွေးနွေးသွားမှာပါ Albert Einstein က compounding ကိုကမ္ဘာ6ချိန်မြောက်အန်တဝဲလို့ခေါ်ခဲ့တယ်ငွေကြေးတင်းမဟုတ်ပါဘူးအတိညာဉ်အဆက်အသွယ်နဲ့အလေးအကျင့်ကောင်းတွေဟာအချိန်နဲ့အမျှပေါင်းဆက်သွားတဲ့အခါဘယ်သူမှမလိုက်နိုင်တဲ့အရှိန်အဟုန်ကိုရရှိလာပါလိမ့်မယ်ပစရိယာဘို့အတွက်စီးပွားရေးလုပ်တာဟာအလွန်ပင်ပန်းပါတယ်ဒါပေမဲ့ကဘာကြီးကိုတစ်ခုခုပေးဆက်ဖို့လူတွေရဲ့ပြဿနာကိုဖြေရှင်းပေးဖို့လုပ်တဲ့အခါခမားမှာမကုန်ခန်းနိုင်တဲ့စွမ်းအားတွေရှိလာပါလိမ့်မယ်ဒါဟာအဆုံးမဲ့မူးကုတ်ဆက်ဝိုင်းရဲ့လျှို့ရက်ချက်ပါဒီနေ့ခမားဆိုင်လိုက်တဲ့မျိုးစေ့ဟာနောက်အနှစ်တည်းလာမှာကြီးမားတဲ့တစ်ပင်ကြီးချစ်လာနိုင်ပါတယ်ခမားရဲ့အမြင်ကိုမြင့်လိုက်ပါမူးကုတ်ဆက်ဝိုင်းကိုကြိုကြည့်ပါ Success Mindset MM နဲ့အတူတည်တံ့တဲ့အောင်မြင်မှုစီရှောင်လန်းကြစို့